လူငယ်တဲ့9နဲ့6နှစ်လောက်ကမြန်မာပြည်မှာ content creator တွေခင်မစားသေးခင်ကတည်းက YouTube channel 2ခုကို monetization အောင်မြင်ခဲ့ပါတယ်။တစ်လဝင်ငွေ15သိန်းကျော်အထိရခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကအဲ့ဒီအလုပ်ကိုလူအများစုကသတိမထားမိခဲ့ကြပါဘူး။အခုတော့ content creation တွေကအလုပ်တစ်ခု career တစ်ခုလို့ဖြစ်လာနေပါပြီ။တကယ်တော့လူအများစုက content creator တစ်ယောက်ဖြစ်ဖို့လူကိုယ်တိုင်ရှေ့ကိုထွက်ပြမှရမယ်လို့ထင်တတ်ကြပါတယ်။လူကိုယ်တိုင်ကင်မရာရှေ့ကိုထွက်ပြီး personal branding တည်ဆောက်ရင်ပိုအဆင်ပြေနိုင်ပေမဲ့လူကိုယ်တိုင်ရှေ့ကိုမထွက်ချင်ဘူးဆိုလဲ content creator တစ်ယောက်လုပ်လို့ရပါတယ်။ content creator တစ်ယောက်ဖြစ်ဖို့ဈေးအရန်ကြီးတဲ့ကင်မရာမလိုပါဘူး။ follower တန်းချီရှိစရာလည်းမလိုပါဘူး။အရေးကြီးတာကလူတွေလိုချင်တဲ့တန်ဖိုးရှိတဲ့ content တွေကိုဘယ်လိုဖန်တီးမလဲဆိုတာပါပဲ။အဲ့ဒီတုန်းကတော့ကျွန်မ celebrity တွေရဲ့ biography ကို YouTube မှာ video တွေ create လုပ်ပြီးတင်ခဲ့တာပဲဖြစ်ပါတယ်။နောက် channel တစ်ခုကတော့တရားတော် channel ပဲဖြစ်ပါတယ်။အဲ့ဒီ channel တွေကနေလို့ကျွန်မရဲ့တစ်လဝင်ငွေဟာ15သိန်းအထိရခဲ့ပြီး second income အနေနဲ့ရခဲ့တာပဲဖြစ်ပါတယ်။ကျွန်မရဲ့ main career လမ်းကြောင်းတွေကတော့ distribution အပိုင်း finance ပိုင်းနဲ့အခုနောက်ဆုံး HR management ပိုင်းနဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ work from home လုပ်နေတာပဲဖြစ်ပါတယ်။ကျွန်မက YouTube channel တွေကို second income အဖြစ် creation လုပ်နေတာဖြစ်ပါတယ်။ဒီမှာကတော့ကျွန်မက work from home remote job တွေ content creation ပိုင်းတွေကို knowledge share အနေနဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ content creator တစ်ယောက်ဖြစ်ချင်ပေမဲ့ဘယ်ဟာစရမှန်းမသိဘူးဆိုလို့ရှိရင် comment မှာ content creator လို့ရေးထားခဲ့ပါ။ဘယ်ကနေလုပ်ရမလဲဆိုတာကိုနောက်ဗီဒီယိုတွေမှာပြန်လည်မျှဝေပေးသွားပါမယ်။